ရန်သူကလက်ပစ်ပုံးတစ်လုံးနဲ့ပြလိုက်ပေမဲ့ဒီလူကတော့လက်ပလာနဲ့ဖမ်းယူလိုက်ပါတယ်သူဟာတုံလှုပ်ချောက်ချသွားခြင်းလုံးဝမရှိပါဘူးစက္ကန့်ပိုင်းကြာမှာပဲလက်ဝါးနဲ့အဲ့ဒီပုံးကိုချိန်မပစ်လိုက်ပေမဲ့သူ့ကိုဘာအနေမှမပေးနိုင်ခဲ့ပါဘူးဒီလူမှာဘလို့မှဖောက်ထွင်းလို့မရတဲ့အရေးပြားနဲ့မယုံနိုင်စရာအင်အားတွေရှိနေတာပါတင်းနဲ့ကြည်စံတွေကသူ့ကိုမနာကျင်စေနိုင်တယ်လို့ပစ္စတိုတင်းနဲ့တက်လက်ကိုလည်းမုံသားအီအီလေးလိုအသာလေးကွေးပစ်နိုင်ပါတယ်သူဟာဒီစွမ်းအားတွေကိုအကျဉ်းထောင်ထဲကထူးဆန်းတဲ့မတော်တဆမှုတစ်ခုကနေရရှိခဲ့တာပါသူဟာမတရားဆွဆွဲခံရပြီးထောင်ချခဲ့တာဖြစ်ပြီးရက်ဆက်တဲ့ထောင်ပိုင်ကိုအမြဲတမ်းပြန်လဲတော်လန်နေခဲ့သူပါသူဟာတေလူနီးပါးအထိအရိုက်ခံခဲ့ရပါတယ်သူတေတော့မယ်လို့ထင်မှတ်ရတဲ့အချိန်မှာဆရာဝန်တယောက်ကသူ့ကိုလူသားဆန်းတက်မှုတစ်ခုအတွက်အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်ထောင်ပိုင်ကသူ့ကိုပို့ပြီးနှိပ်စက်ချင်တာကြောင့်စက်ရဲ့စွမ်းအားတွေကိုအဆုံးစုံထိတင်လိုက်တဲ့အခါမှာတော့စက်ကြီးဟာပောက်ကွဲသွားပါတော့တယ်ဆရာဝန်နဲ့ထောင်ပိုင်တို့ကတော့ချက်ချင်းတေဆုံးသွားခဲ့ပေမဲ့ဒီလူကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူ့ရဲ့ဒဏ်ရာတွေအကုန်ပြောက်ကင်းသွားပြီးစူပါအင်အားတွေကိုရရှိခဲ့တာပါအဲ့ဒီနောက်သူဟာထောင်နရံကိုလက်သီးနဲ့ထိုးဖောက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ထောင်ကလွတ်လာပြီးနောက်သူဟာလူမသိအောင်ပုံအောင်နေခဲ့ပြီးသူ့သူငယ်ချင်းရဲ့မြေအောက်ဆန်တဆိုင်မှာအလုပ်လုပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာတရုတ်စားတောက်ဆိုင်တစ်ခုရှိကဖြတ်သွားရင်လူမိုက်တစ်ယောက်ကတရုတ်လင်များစီကနေစက်ကြီးတောင်းနေတာကိုမြင်လိုက်ရပါတယ်။သူကဝင်ရောက်တားဆီးလိုက်တဲ့အခါလူမိုက်ကဒေါသထွက်ပြီးဘစ်ဘော်ရိုက်တန်နဲ့သူ့ကိုလွှဲရိုက်ပါတယ်။ဒါပေမဲ့သူကအသာလေးကာကွယ်လိုက်ပြီးလူမိုက်ကိုနရံစီလွင့်ထွက်သွားအောင်ထိုးလိုက်ပါတယ်။ခေါင်းတုံးနဲ့လူတစ်ယောက်ကပြေးလာပြီးသူ့ကိုထိုးပေမဲ့သူကအဲ့ဒီလူရဲ့လက်ကဝတ်ကိုချက်ချင်းချိုးပစ်လိုက်ပါတယ်။နောက်ထပ်လူမိုက်တစ်ယောက်ကတင်းနဲ့ပြစ်လိုက်ပေမဲ့သူကကြည်စံကိုလက်ပလာနဲ့ဖမ်းပြလိုက်ပါတယ်အဲ့ဒီအခါလူမိုက်တွေအကုန်ထိတ်လန့်တကြားထွက်ပြေးသွားကြပါတော့တယ်တကယ်တော့အဲ့ဒီလူမိုက်တွေဟာနေမြေကန်ကောင်းစတာကောင်းဆောင်ရေမြွေရဲ့တပည့်တွေဖြစ်နေတာကိုသူမသိခဲ့ပါဘူးအဲ့ဒီနောက်မှာပဲကောင်းသားတစ်ယောက်ကစန်တဆိုင်ကိုအော်ရိုတင်နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ပါတယ်သူဟာသူ့ခန္ဓာကိုယ်ကိုတုံးပြီးသူငယ်ချင်းဖြစ်သူရဲ့သားလေးကိုကာကွယ်ပေးခဲ့ရမဲ့သူငယ်ချင်းဖြစ်သူကတော့အသက်ခံလိုက်ရပြီးစုဆောင်းထားတဲ့ငွေတွေလည်းအခိုးခံလိုက်ရပါတယ်စိတ်နှလုံးကြေကွဲပြီးဒေါသထွက်နေတဲ့ဒီလူဟာကလက်စားချေဖို့အတွက်ရေမြွေရဲ့ဂေဟာကိုတယောက်တည်းသွားပါတော့တယ်သူဟာကားတကားကိုလက်နဲ့ဆွဲကိုအပြစ်လိုက်တဲ့နယံတွေကိုဖြိုဖျက်တဲ့မြေကြီးရဲ့ကတံပိုင်လုံးတွေကိုဆွဲနှုတ်ပစ်လိုက်ပါတယ်။ကောင်းသားတွေဟာသူ့ကိုဘလို့မှရှင်းလို့မရပါဘူး။သူဟာဆိုဖာထိုင်ခုံကိုတောင်လက်နက်အဖြစ်သုံးပြီးရန်သူဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့ရမဲ့ဘာဒဏ်ရာမှမရခဲ့ပါဘူး။စက်တေနဲ့ကြီးတွေနဲ့တရက်ဆက်ပစ်ခတ်ခံရချိန်မှာတောင်သူဟာရေမြွေရဲ့ဗန္နာတိုက်ကိုဖောက်ထွင်းပြီးအကုန်လုံးကိုသိမ်းပိုက်လိုက်ပါတယ်။ဒေါသအကြီးအကျယ်ထွက်နေတဲ့ရေမြွေကဒီလူထဲမှာရှိနေမှန်းတရက်နဲ့တရုတ်စားတောက်ဆိုင်ကိုဒုံးကြီးတွေနဲ့ပစ်ခတ်ခိုင်းလိုက်ပါတယ်။နောက်နေ့မှာအဆောက်အဦကြီးပြိုကျသွားပြီးလူတိုင်းကဒီလူသေးပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအသက်ရှင်ရုံတင်မကပဲဆန်ရှင်ရဲ့ဇနီးကိုပါကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူဟာရေမြွေရဲ့အိမ်ထဲကိုအတင်းဝင်သွားပါတယ်။သူ့ကိုတင်းနဲ့တွေနဲ့ဝိုင်းပစ်ကြပေမဲ့ကြီးစံတွေကသူ့ခန္ဓာကိုယ်ကိုထိပြီးပြန်ကန်ထွက်ကုန်ပါတယ်။ရေမြွေဟာအဲရုံလောက်သွားပါတယ်။သူကသူ့ရဲ့လူတွေကိုထပ်ပြီးတော့ခမပေးဖို့တတိပေးလိုက်ပြီးထွက်လာခဲ့ပါတယ်။အရှက်ရသွားတဲ့ရေမြွေဟာသူ့ကိုအပြက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာဇနီးဟောင်းလို့ခေါ်တဲ့အထူးလက်နက်တစ်ခုအတွက်ငွေတွေအမြောက်များအကုန်ကျခံခဲ့ပါတယ်။အဲ့ဒီလက်နက်ရဲ့ကြီးစံကိုအာကာတတတုနဲ့လှုပ်ထားတာဖြစ်ပြီးဘာကိုမဆိုထိုးဖောက်နိုင်တယ်လို့ခန္ဓာကိုယ်ထဲရောက်မှဒုတိယအကြိမ်ပြန်လည်ပောက်ကွဲရဲ့စွမ်းရည်ရှိပါတယ်။အဲ့ဒီနောက်မှာပဲငားရမ်းထားတဲ့လူသက်သမားကသူနဲ့သူ့ရေးစားလမ်းလျှောက်ရုံမှာအဲ့ဒီကြီးနဲ့ချောင်းမြောင်းပစ်ခတ်ပါတယ်။ကြီးစံကသူ့ကိုထိမှန်သွားပြီးခန္ဓာကိုယ်တွင်းမှာပောက်ကွဲမှုဖြစ်သွားပါတယ်။သူဟာနာကျင်စွာနဲ့လဲကျသွားပါတော့တယ်။သူ့ရေးစားကလူနာတင်ကားခေါ်ပေမဲ့လူသက်သမားကနောက်ကနေလိုက်လံတိုက်ခိုက်ပြီးသူ့ကိုဖြည်းဖြည်းချင်းနှိပ်စက်တက်ချင်တယ်လို့ပြောပါတယ်။သူတို့နှစ်ယောက်ဟာစေကန်းတစ်ခုထဲမှာပေါင်းအောင်နေခဲ့ကြပါတယ်။တိရစ္ဆာန်ဆရာဝန်တင်တန်းတက်ဖူးတဲ့သူ့ရေးစားကကြီးစံစအနတွေကိုထုတ်ဖို့စူးစမ်းပေမဲ့ခွဲစိတ်ဓာတ်ကသူ့ရေပြားကိုလုံးဝလိလို့မရပါဘူး။သူကိုယ်တိုင်ပဲဖိပြီးထုတ်ဖို့စူးစမ်းတဲ့အခါမှာတော့ခွဲစိတ်ဓာတ်ဟာဝက်ခနဲ့ကျိုးသွားပါတော့တယ်။